လို့ပထမဆုံးထွက်တဲ့နေ့မှာမနဲ့စာဘူးငပိရည်နဲ့ဝင်းမော်လေးကငပိရည်နဲ့ထမင်းဖြစ်ပါတယ်။တယ်။ဒီဒီလေးအေးဆိုရောင်လေးလာလိုက်။ရပြီမိမိ။ပထမဆုံးစားတာပေါ့နော်။တဲ့ဒီချက်လိုက်တဲ့လုံးချက်လိုက်။ဒီသမီးတဲ့ဘက်ထက်လေသမီးယူသွားမှအတိုင်းမှာစား မစိတ်တော့လားတမီးရစိတ်စိတ်မယ်လေဟိုကမတွေ့လို့ဟိုကလေးနည်းနည်းထည့်ပေးပါအဲ့ဒါလေးအဲ့ဒါလေးမြည်ကြည့်တာမတော့ဒါကတဘာဝလေးပါတဘာဝပဲဟုတ်ပါဒီမနေ့ကမှကူးလာတာပါအဲရှင်ဘတ်လေးပါဒါဖြစ်ဒီမဆုံးနေကတိုက်ခဲ့တဲ့ဝိသားဖြစ်တယ်လေဟောလိုက်တာဝိသားဖြစ်မဆုံးနေကစိုက်ခဲ့တဲ့တဲတီးလေးပါရှင်ကိုချင်းတယ်ကောကြမင်းမင်းသူကတော့ဘဘွားကနေပြီးတော့ဆုံးခါသွားပါသမီးသားနဲ့မဝါလေးငပိရင်နဲ့ငပိရင်တူးလဲနဲ့တော့တော်ပြီသမင်းစားလာရက်လို့မရငပိလေငပိလေးစားမေးပါအဲ့ဒါမကောင်းဘူးနဲ့ငါရမှာမကြိုက်ဘူးငါတတ်ကြုံတာ तू ကတတ်ကြုံ तू ဟင်းနေငါမထည့်လားငါတိုင်းကချက်ပြီးထည့်လား သူ့ဟင်ရပါဟင်လား သူ့ဟင်းကငါ6ထည့်ဟုတ်ငါ6သားကြတယ်ငါ6ကသမီးရတယ်အဲ့ဒါကိုဖောက်ရမယ်ငရမ်းကြောက်ပြီးခင်းတဲ့ချက်တယ်ရပါညနေလိုက်ပါဗျာမကြိုက်ဘူးဟုတ်လားဒီလေဒါနောက်တစ်ပတ်ကနားတော့မမေရဲ့လက်ရမမေတကငပိရောတော်တော်ရောင်းရမှာမမကြီးနော်နော်အဲငါ့ကိုကြည့်နေကြဟဲတို့ပိတ်တဲ့နဲ့တို့တော့စကားပြောတာတိုင်ကြီးနေတယ်တဲ့ဆိုလောင်တယ်လို့ပဲဟုတ်လားဘာလို့အားကြတော့ဘာလို့